အားလုံးမင်္ဂလာပါယနေ့ထိတိုင်အောင်ဝါမြောက်ကြမှာစွာဖြင့်အကောင်းဆုံးပို့ဆောင်ပေးတဲ့ဘုရားသခင်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဘုရားသခင်နာမတော်တာ၍ဘုန်းကြီးပါစေဓမ္မမစ္စည်းများအားလုံးပေါ်မှာလည်းဘုရားသခင်ထာမအကောင်းကြီးခံစားကြပါစေလို့နှုတ်ခွန်းဆက်ပါတယ်အခြေအနေငယ်ရတဲ့အခိုက်မှာဘုရားသခင်နှုတ်ကပတ်တော်ကိုအနေငယ်ဆင်ခြင်ကြပါစို့ဒီကနေ့ဆင်ခြင်လိမ့်လာမယ်အကြောင်းအရာရဲ့ကောင်းစဉ်ကလူဤဘုံဖြစ်ပါတယ်လူဤဘုံဟာပါလဲဆိုတာကိုကျွန်တော်တို့တမန်ကျမ်းစာကိုဖတ်ချင်အဖြစ်သူတကွလေ့လာကြပါစို့ရှင်ပေတရုဩဝါဒစာခန်းကြီး1အပိုင်းငယ်24မှ25ကိုအတူတကွဖတ်ကြပါစို့လူမျိုးရှိသည်မြဒီမြက်ပင်ကဲ့သို့ဖြစ်၏လူမျိုးဤဘုံရှိသည်မြဒီလဲမြက်ပင်ကဲ့သို့ဖြစ်၏မြက်ပင်သည်ညွန်းနွားတွေ့ချောက်တ၏အပွင့်လဲကြွေတ၏ထာဝရဘုရား၏နှုတ်ကပတ်တရားတော်မူကားကာလအစဉ်မြဲတည်ထိုနှုတ်ကပတ်တော်သည်တင်တို့အားဟောပြောသောအင်္ဂလိပ်တရားဖြစ်သည်ဘုရားသခင်နှုတ်ကပတ်တော်အားဖြင့်အလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေဒီတမန်ကျမ်းစာကိုကျွန်တော်ကြည့်တဲ့အခါမှာလူဤဘုံရှိသမျှဟာမြက်ပင်ကဲ့သို့ဖြစ်တယ်လူဤဘုံရှိသမျှဟာမြက်ပွင့်ကဲ့သို့ဖြစ်တယ်ဆိုတာကိုဖော်ပြထားပါတယ်မြက်ပင်တွေမြက်ပွင့်တွေဟာညှိုးနွားပြီးမှတွေ့ချောက်တတ်ပါတယ်အပွင့်တွေဟာလည်းအချိန်တာလာတော့အခါမှာကြွေတတ်ပါတယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားပါတယ်နောက်တစ်ချက်ကဘုရားခင်ရဲ့နှုတ်ကပတ်တရားတော်မူကားကာလအစဉ်မြဲတည်ဘယ်တော့မှမပြောင်းလဲဘူးဘယ်တော့မှမကြွေတတ်ဘူးဘယ်တော့မှမညှိုးနွားမတွေးချောက်တတ်ဘူးဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ထိုနှုတ်ကပတ်တော်ဟာတင်တို့အားဟောပြောသောအင်္ဂလိပ်တရားဖြစ်ပါတယ်လို့ဖော်ပြပါတယ်အင်္ဂလိပ်ဆိုတာဘာကိုပြောနေတယ်လဲဆိုရင်တမန်တော်ဝတ္ထုကိုကျွန်တော်တို့လေ့လာတဲ့အခါမှာဖိလိပ္ပုကတန်အမတ်တယောက်ကိုသခင်ရှုအကြောင်းတည်ဟူသောအင်္ဂလိပ်တရားကိုဟောလေလို့မတန်တည်ထားပါတယ်အင်္ဂလိပ်တရားဆိုတာသခင်ရှုအကြောင်းဖြစ်ပါတယ်သခင်ရှုဖြစ်ပါတယ်သခင်ရှုအကြောင်းကိုဟောပြောသောအခါအင်္ဂလိပ်တရားလို့ခေါ်ပါတယ်အင်္ဂလိပ်တရားဟာသခင်ရှုအကြောင်းကိုဟောပြောနေတာဖြစ်ပါတယ်သခင်ရှုဟာဘယ်တော့မှမပြောင်းလဲပါဘုရားသခင်နှုတ်ကပတ်တော်ဟာသခင်ရှုဖြစ်ပါတယ်ရှင်ယောဟန်အခန်းကြီး1အပိုင်းငယ်1မှာနှုတ်ကပတ်တော်ဟာဘုရားသခင်ဖြစ်တယ်လို့ဖော်ပြထားပါတယ်ပြီးတော့ရှင်ယောဟန်အခန်းကြီး1အပိုင်းငယ်14ကိုကြည့်တဲ့အခါမှာထိုနှုတ်ကပတ်တော်ဟာလူစားတိကိုခံယူပြီးမှဒီလောကကိုလာနေတယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်ဒါကြောင့်သခင်ရှုဟာမနေ့အနေ့နောင်ကာလမပြောင်းမလဲတက်ရှင်တယ်တည်ရှိတယ်ဆိုတာကိုဟေဘရဲ73မှာလည်းဖော်ပြထားတာကိုတွေ့ရပါတယ်ဘယ်တော့မှမပြောင်းလဲတာကသခင်ရှုပဲဖြစ်ပါတယ်အာမင်ကျွန်မတို့ရဲ့အသက်တာမှာရှိနေတဲ့အရာထူးတွေတိတ်ခါတွေပညာတွေဂုဏ်တွေဘုံတွေရှိသမျှဟာမြက်ပင်ကဲ့သို့ပဲဖြစ်ပါတယ်မြက်ပွင့်ကဲ့သို့ပဲဖြစ်ပါတယ်ဆိုတာကိုတမန်ကျမ်းစာမှာပုပ္ပလင်းလင်းဖော်ပြထားတာတွေ့ရပါတယ်ဒီစကားကိုကျွန်တော်ပြောနေတာမဟုတ်ပါဘူးတမန်ကျမ်းစာမှာပုပ္ပလင်းလင်းအတင်းလေးဖော်ပြထားတာကိုတွေ့ရပါတယ်ကျွန်တော်တို့နောက်တစ်ချက်ကိုစစ်ကြည့်ရအောင်ဟေရှာယအနာဂတိကျမ်းခန်းကြီး40ပိုင်းငယ်6ကနေ10ကိုကြည့်တဲ့အခါမှာဘယ်လိုရေးထားလဲဆိုတာကိုကျွန်တော်တို့ကြည့်ရအောင်တဖန်ထိုအတန်ကဟိကျော်လောဟုဆိုရင်ငါကအဘယ်အရာကိုဟိကျော်ရမည်နည်းဟုမေးတော့လူမျိုးရှိသည်များသည်မြက်ပင်ဖြစ်၏လူမျိုး၏ဘုံရှိသည်များသည်တောနင်းတောအပွင့်ကဲ့သို့ဖြစ်၏ထာဝရဘုရား၏လေတိုက်သောအခါအပင်သည်ညှိုးနွားသွေးချောက်တတ်၏အပွင့်လဲကြွေတတ်၏အကယ်စင်စစ်လူတို့သည်မြက်ပင်ဖြစ်ကြ၏မြက်ပင်သည်ညှိုးနွားသွေးချောက်တတ်၏အပွင့်လဲကြွေတတ်၏ထာဝရဘုရား၏နှုတ်ကပတ်တရားတော်မူကားကာလအစဉ်မြဲတည်ဟုဆိုတည်းဒုတိယကျမ်းစာချက်မှာဟေရှာယအခန်းကြီး40ပိုင်းငယ်6ကနေ10ကိုကြည့်တဲ့အခါမှာလဲရှင်ပေတရုဩဝါဒစာဖ
ပထမဆောင်အခန်းကြီး1ပိုင်းငယ်24နဲ့25နဲ့ကျမ်းညွှန်းဖြစ်ပါတယ်ကျမ်းပြိုင်ဖြစ်ပါတယ်ဆိုတာကိုတွေ့ရပါတယ်လူရဲ့ဘုန်းရှိသည်များဟာမြစ်ပင်ဖြစ်တယ်မြစ်ပွင့်ဖြစ်တယ်ညှိုးနွားတတ်တယ်တွေးချောက်တတ်တယ်အပွင့်တွေကျွေတတ်တယ်ဆိုတာကိုတွေ့ရတယ်ဘုရားခင်နှုတ်ကပတ်တရားတော်မူကားဘယ်တော့မှမပြောင်းလဲဘူးကာလအစဉ်မြဲတည်တယ်ဆိုတာကိုဖော်ပြနေတာတွေ့ရပါတယ်အာမင်ထိုနှုတ်ကပတ်တော်ဟာသခင်ယေရှုဖြစ်ပါတယ်ကျွန်တော်တို့နောက်တစ်ချက်ကိုဆက်ကြည့်အောင်ဆလံအခန်းကြီး144အပိုင်းငယ်4ကိုကြည့်ရအောင်144ခုမြောက်တော့ဆလံအပိုင်းငယ်4ကိုကြည့်ရအောင်လူဒီအငွေ့နှင့်တူပါ၏သူ၏နေ့ရဲ့ကာလသည်လွန်သွားသောအရိတ်ကဲ့သို့ဖြစ်၏ကျွန်မတို့ရဲ့အတက်တာဟာကျွန်မတို့ရဲ့ဘုန်းဟာကျွန်မတို့ရဲ့ယာထုတွေတိခါတွေဟာကျွန်တော်တို့လူတွေဟာအငွေ့လိုပဲဖြစ်တယ်လို့ဖော်ပြထားပါတယ်ကျွန်မတို့ရဲ့နေ့ရက်ကာလဟာလွန်သွားတဲ့အရေးပဲဖြစ်တယ်အရေးကဲ့သို့ဖြစ်တယ်လို့ဖော်ပြထားတာကိုတွေ့ရပါတယ်အရေးဟာဒီဖက်နေထွက်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အရေးဟာဒီဖက်ရှိတယ်လို့နေကိုဟိုးဖက်ဆောင်းသွားတဲ့အခါမှာအရေးကလည်းဒီဖက်ပြောင်းသွားတတ်ပါတယ်ထိုနည်း၎င်းပဲကျွန်မတို့ရဲ့အသက်တာကျွန်မတို့ရဲ့အသက်ရှင်ခြင်းဟာအရေးလိုပဲလို့ဖော်ပြထားပါတယ်ပြီးတော့နောက်တစ်ချက်ကလူဒီအငွေ့နဲ့တူပါ၏လို့ပြောပါတယ်ကျွန်မတို့ဟာအငွေ့နဲ့တူပါတယ်ဆောင်းရာဒီကာလမှာဆိုလူတိုင်းတည်နေကြတဲ့အချက်တစ်ချက်ကရေတွင်းဖြစ်စေအခြားရေကန်တွေဖြစ်စေမနဲ့ဆောဆိုရင်အငွေ့တွေတက်တတ်ပါတယ်သို့တော့နေပူလာတဲ့ခါမှာထိုအငွေ့တွေကပျောက်သွားတတ်တယ်ဆိုတာကိုလူတိုင်းသိနေကြဖြစ်ပါတယ်ထိုနည်း၎င်းပဲကျွန်မတို့ရဲ့အသက်ရှင်ခြင်းအသက်တာအလုံးဟာအငွေ့လိုပဲဖြစ်တယ်ခဏဆိုလွန်သွားတတ်တယ်ခဏဆိုပျောက်တတ်တဲ့အငွေ့နဲ့တူတယ်လို့ပြောချင်ပါတယ်သို့တော့အစောနာပြောသလိုဘုရားသခင်နှုတ်ကပတ်တရားတော်ဟာကာလအစဉ်မြဲတည်တယ်ဘယ်တော့မှမပြောင်းလဲဘူးဆိုတာဖော်ပြထားတာတွေ့ရပါတယ်ထိုနှုတ်ကပတ်တော်ဟာသခင်ရှုပဲဖြစ်ပါတယ်သခင်ရှုဟာလောကကြီးမှာလူသားအနေနဲ့လာနေပါတယ်ဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တဲ့သခင်ရှုဟာလောကကြီးမှာလူသားအနေနဲ့လာနေပါတယ်နေ့33နှစ်အသက်ရှင်ပြီးနောက်ပိုင်းမှာလောကတိုင်မှာအတေတက်ချင်းကိုခံရပါတယ်၃ရက်မြောက်သောနေ့မှာရှင်ပြထမြောက်ရက်40ပြီးတဲ့အခါမှာကောင်းကင်ဘုံမှာလူ900ကျော်ခန့်ရှေ့မှာမုတ်တရားပြချီဆောင်သွားတာကိုတွေ့ရပါတယ်ထို့တော့ချီဆောင်သွားတဲ့အခါမှာသခင်ရှုကဘာမှထားခဲ့တယ်လဲတင်တို့တွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စီလဲခမည်းတော်တားတော်တရှင်တော်တော်နာမ၌ပฏิစကုံပေးကြပါလို့မှာထားခဲ့ပါတယ်ထိုနည်း၎င်းပဲကျွန်မတို့ဘုရားသားသမီးတွေကသခင်ရှုမှာထားတဲ့အတိုင်းထိုအင်္ဂလိပ်တရားကိုနေ့တိုင်းလုပ်နေရတာဖြစ်ပါတယ်လို့ကျွန်တော်တို့နောက်တစ်ချက်ကိုဆက်ကြည့်အောင်ဆလံအခန်းကြီး103အပိုင်းငယ်15ကိုကြည့်ရအောင်103ခုမြောက်သောဆလံအပိုင်းငယ်15ကိုကျွန်တော်တို့ကြည့်ရအောင်လူတို့ဤနေ့ရဲ့ကာလသည်မြက်ပင်ကဲ့သို့ဖြစ်၏လူသည်လေပြင်း၌ရှိသောပန်းပွီးကဲ့သို့ပွင့်တတ်၏လေဒီလွန်သွားလင်အပွင့်ပြောက်၍သူ၏နေရာသည်နောက်တစ်ဖာသူ့ကိုမတီးရမှန်ပါတယ်ကျွန်မတို့ရဲ့အသက်တာဟာကျွန်မတို့ရဲ့အသက်ရှင်ခြင်းဟာမြက်ပင်ကဲ့သို့ပဲဖြစ်ပါတယ်ပန်းပွင့်ကဲ့သို့ပဲဖြစ်ပါတယ်ထာဝရဘုရားလေတိုက်လာတဲ့အခါမှာလွန်သွားတတ်တဲ့အပွင့်ကဲ့သို့ပဲဖြစ်ပါတယ်ပျောက်သွားတတ်တဲ့အပွင့်လိုပဲဖြစ်ပါတယ်ပျောက်သွားတဲ့အခါမှာသူ့နေရာကိုရှာလို့မတွေ့နိုင်တော့တဲ့ကျွန်မတို့ရဲ့အသက်ရှင်ခြင်းဖြစ်ပါတယ်သို့တော့ကာလအစဉ်မြဲမပြောင်းမလဲအသက်ရှင်တော့ဘုရားဟာနှုတ်ကပတ်တော်တည်ဟူသောသခင်ရှုပဲဖြစ်ပါတယ်အာမင်ကျွန်တော်တို့နောက်စွန်တန်းစာတစ်ချက်ကိုဆက်ကြည့်ရအောင်ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး29အပိုင်းငယ်15ကိုဆက်ကြည့်အောင်ကျွန်ုပ်ဒီဘိုးဘီများကဲ့သို့ရှေ့တော်၌ဧည့်သည်အကာတုဖြစ်ပါ၏မြေကြီးပေါ်မှာနေရသောကာလသည်အရေးကဲ့သို့ဖြစ်ပါ၏ဒီနှုတ်ကပတ်တော်မှာလည်းဘယ်လိုဖော်ပြထားတယ်လဲကျွန်တော်အသက်ရှင်ခြင်းဟာဘိုးဘီများကဲ့သို့ဧည့်သည်ပဲဖြစ်ပါတယ်ဧည့်သည်အကာတုပဲဖြစ်ပါတယ်ဧည့်သည်ဆိုတာလူတယောက်ရဲ့အိမ်မှာသွားလဲရင်ကြာနေလို့မရဘူးကိုယ့်အိမ်ကိုပြန်ရတာဖြစ်ပါတယ်အကြာကြီးအပိုင်နေလို့မရဘူးဧည့်သည်ဆိုတာဥပမာကျွန်တော်လဲလူတယောက်အိမ်မှာသွားလဲရင်အကြာကြီးနေလို့မရဘူးအခြေတိုင်းကိုယ့်အိမ်ကိုပြန်ရတာဖြစ်ပါတယ်သူနည်း၎င်းပဲတဲ့ကျွန်တော်တို့
လူသားတွေရဲ့အသက်ရှင်ခြင်းဟာအဲ့တဲ့အဂါထုဖြစ်ပါတယ်နောက်တစ်ချက်ကမြေကြီးပေါ်မှာနေရတဲ့ကာလဟာအရေးကဲ့သို့ဖြစ်တယ်အရေးဟာအစောနာပြောသလိုနေဒီဖက်ထွက်လာရင်ဟိုဖက်အရေးရှိတယ်လို့နေကဟိုဖက်ပြန်ဆောင်းသွားရင်ကျွန်တော်တို့ရဲ့အရေးဟာဒီဖက်ပြန်ရောက်လာပါတယ်ရွေလျော့တတ်တဲ့အရေးနဲ့တူပါတယ်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဟာဘယ်ကနေကျွန်တော်တို့ရဲ့အသက်တာဟာရွေရော့သွားမလဲဆိုတာမသိနိုင်ပါဘူးကျွန်တော်တို့ရဲ့တက်တာဟာဘယ်ချင်းဒီလောကကြီးကနေထွက်ရမလဲဆိုတာမသိဘူးဘယ်သူမှတည်မြဲတဲ့လူလောကကြီးမှာမရှိပါဘူးတို့ပေမဲ့ထာဝရတည်မြဲတဲ့ကာလအစဉ်မြဲတည်မြဲတဲ့ဘုရားသခင်နှုတ်ကပတ်တော်ရှိတယ်ထိုနှုတ်ကပတ်တော်ဟာသခင်ရှုပဲဖြစ်ပါတယ်သခင်ရှုကိုမိမိကတည်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူဟာမညှိုးနွားနိုင်သောအသက်ရှင်ခြင်းမချွေနိုင်သောအသက်ရှင်ခြင်းမျိုးကိုသခင်ရှုကကျွန်တော်တို့ကိုပေးပိုင်တယ်ဆိုတာကိုနှုတ်ကပတ်တော်အဖြစ်ဝင်ကတိုက်တွန်းနှိုးဆော်လိုပါတယ်ကြားနိုင်ရတော့သူဓမ္မမစ်ဆွေများအလုံးပေါ်မှာဘုရားသခင်တာ၍ကောင်းချီးပေးပါစေအာမင်